လူသားအားလုံးကိုပျော်ရွှင်စေခြင်းရေခဲချောင်းရောက်မှာဆိုတဲ့စကားလေးရှိပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုလေးထဲမှာတော့ကျွန်မရေခဲချောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်။ဒီအစုံမိန်လေးကိုနားထောင်လိုက်လို့ရှိရင်တော့ဟာတာလို့ထင်ရတယ်။ဒါစိတ်သက်ခွန်အားဖြစ်စေတဲ့နေရာမှာအများကြီးအသုံးဝင်တဲ့စုံမိန်လေးဖြစ်ပါတယ်။ရေခဲချောင်းစားတယ်ဆိုတာလက်ရှိအချိန်လက်ရှိ moment ပေါ့နော်။အဲ့အချိန်လေးကိုတန်ဖိုးထားတတ်ဖို့ပြောတာဖြစ်ပါတယ်။ကျမတို့ရေခဲချောင်းလေးချောင်ရလိုက်လို့အဲ့ရေခဲချောင်းလေးကိုစားလိုက်တယ်ဆိုရင်အရင်ဆုံးရင်ထဲမှာအေးမြသွားမယ်။နောက်ရေခဲချောင်းလေးမှာပါဝင်တဲ့အချိုဓာတ်တွေကြောင့်မလို့ကျမတို့ကစိတ်ပျော်ရွှင်မှုတွေရရှိမယ် energy တွေရရှိမယ်နောက်ပြီးတော့ပျော်ရွှင်တဲ့ဟော်မုန်းတွေထွက်လာမယ်ဒါကျမတို့ကရေခဲချောင်းလေးစားတဲ့တည်ငါမှာဖြစ်သွားတဲ့ပျော်ရွှင်မှုတွေပေါ့နော်ဒီနေရာမှာရေခဲချောင်းမှမဟုတ်ဘူးကျမတို့ရဲ့လက်ရှိကာလမှာလက်ဖက်ရည်လေးတစ်ခွက်လည်းဖြစ်နိုင်တယ်လင်းချင်းလေးတစ်ခုလည်းဖြစ်နိုင်တယ်အပြုံးလေးတစ်ပွင့်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့စိတ်ကိုတည်ငါပျော်ရွှင်သွားစေတဲ့ဘယ်အရာမဆိုဖြစ်နိုင်တယ်ကိုယ်ပူလောင်နေတဲ့အတိတ်ကနေပြန်ဆွဲခေါ်လာမယ်စိုးရိမ်နေရတဲ့အနာဂတ်တွေကနေပြန်ဆွဲခေါ်လာမယ်လက်ရှိပစ္စုပန်လေးကိုပဲခံစားစေတဲ့တည်ငါတိုင်းတာလေးကိုပြောတာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကဘဝမှာဘလောက်ပဲခက်ခဲပင်ပန်းတာတွေကြုံရပါပါစေရေခဲချောင်းလေးတော့စားတတ်ကြဖို့လိုပါတယ်စိတ်မကြည်လင်တာတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေအလိုမကျစရာတွေရှိတဲ့ခါတိုင်းမှာကျမတို့ကလက်ရှိအနေထားလေးမှာခဏရပ်တန့်လိုက်မယ်အသက်ကိုဝအောင်ယူသွင်းပြီးတော့ငါလက်ရှိမှာနေနေတယ်လက်ရှိမှာငါနေနေတယ်နော်အဲ့ဒီစကားလေးတွေကိုရေရွတ်ပြီးတော့ကိုယ်စိတ်ကိုတည်ငြိမ်အောင်ထိမ့်သိမ့်ပြီးလို့ရပါတယ်ဒါဆိုတော့ကျမတို့ကနေ့စဉ်နေ့တိုင်းကိုယ်ပိုင်ရေခဲချောင်းလေးတွေကိုကိုလိုအပ်တဲ့အချိန်မှာထုတ်စားနိုင်တဲ့သူတွေဖြစ်ကြမယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးနေ့စဉ်တူကနေထိုင်ဖို့အတွက်စိတ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုမယ်ဆိုရင်တော့ @april3086 ဆိုပြီးတော့ YouTube မှာရှာပြီးလေ့လာလို့ရပါတယ်ရှင်ကျေးဇူးထူးတင်ပါတယ်